မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များအစီအစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နှံနေတဲ့သတင်းတုသတင်းမှာ၃ပုဒ်ကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုဒ်အနေနဲ့ရေစကြိုမျိုးနဲ့ဇရက်နီကျေးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းတုသတင်းအမှားတွေတစ်ဖက်သက်ဆွဆွဲရေးသားဝါဒဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်မကွေးတိုင်းဒေသကြီးရေစကြိုမျိုးနဲ့ဇရက်နီကျေးရွာကိုအခုလ9ရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတုသတင်းအမှားတွေတစ်ဖက်သက်ဆွဆွဲရေးသားပြီးလုံခြုံဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်ဖြစ်စဉ်မှန်မှာရေစကြိုမျိုးနယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုကျေးရွာအတွင်းက PDF အမည်ခံအကြမ်းဖက်သမားတွေကလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းအဲဒီနောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ကျေးရွာအတွင်းကအကြမ်းဖက်သမားတွေကနေအိမ်အချို့ကိုမိရှို့ပြီးစုခွာထွက်ပြေးသွားခဲ့ပါတယ်တရားမဝင်ပြည်ဖြတ်မီဒီယာတွေကနေမြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်အထင်အမြင်လွဲမှားစေဖို့သတင်းတုသတင်းအမှားတွေနဲ့လောက်ကျန်ရေးသားပြီးလုံခြုံဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်ဆက်လက်ပြီးကလေးဝမြို့နယ်မထူကြီးကျေးရွာမှာရက်လည်နာရေးပြုလုပ်နေခြင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ3ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းအမှားတွေမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးကလေးဝမြို့နယ်မထူကြီးကျေးရွာမှာရက်လည်နာရေးပြုလုပ်နေခြင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ3ဦးဒဏ်ရာရရှိခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းအမှားတွေမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ထံဆက်သွယ်မေးမြန်းခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ရေးပြစ်မှတ်မဟုတ်တဲ့ကြေးရွာတွေကိုပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်သမားတွေကသာတိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုပြက်ပြားစေဖို့နဲ့အုပ်ချုပ်မှုရန်တရားများရပ်တန့်စေဖို့အတွက်ရက်ကွက်ကြေးရွာများဌာနဆိုင်ရာအဆောက်အအုံများကိုအဝေးမှနေပြီးလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းဒရော့ဘုံချတိုက်ခိုက်ခြင်းများလှုပ်ဆောင်လျက်ရှိတဲ့အပြင်လန်ဒရာတွေကိုမိုင်းထောင်ဖောက်ခွဲခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းအခုဖြစ်စဉ်မှာလေတရားမဝင်ပြည်ဖြတ်မီဒီယာတွေကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူများအထင်အမြင်လွဲမှားစေဖို့နဲ့အကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့အတွက်အခုလိုမဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်နောက်ထပ်တစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြည်သူစစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုဖမ်းဆီးနေတယ်လို့သတင်းအမှားတွေမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြည်သူစစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုဖမ်းဆီးနေတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းအမှားတွေမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတိုင်းဒေသကြီးတွေကတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမြို့နယ်များအတွင်းတောင်ကျမ်းသူများစိတ်ဝင်မှုမရှိစေရေးနဲ့အဖျက်အမှောက်လုပ်ငန်းတွေမလုပ်ဆောင်နိုင်စေဖို့အတွက်လိုအပ်တဲ့နယ်မြေလုံခြုံရေးလုပ်ငန်းတွေပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနဲ့ဒေသခံပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းများလှုပ်ဆောင်မှုမရှိကြောင်းသိရှိရပါတယ်။ပြည်သူစစ်မှုထမ်းခေါ်ဆောင်ရမှာပြည်သူစစ်မှုထမ်းခေါ်ယူရေးဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်းအစဉ်စဉ်စစ်ဆေးပြီးမှခေါ်ယူလျက်ရှိကြောင်းအကြမ်းဖက်သမားတွေကသာလူသစ်စုဆောင်ခြင်းကိုအသက်အရွယ်အကန့်အသတ်မရှိအတင်းအဓမ္မစုဆောင်လျက်ရှိကြောင်းအခုဖြစ်စဉ်မှာလည်းအကြမ်းဖက်သမားတွေကအေးချမ်းစွာနေထိုင်လှုပ်ရှားသွားလာနေတဲ့လူငယ်လူရွယ်တွေကိုလမ်းမရောက်စေရန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်အထင်အမြင်လွဲမှားစေရန်နဲ့ဒေသတည်ငြိမ်အေးချမ်းမှုပြပြစေရန်ရည်ရွယ်ပြီးအခုလိုဖြစ်စဉ်ဖြစ်ရမှန်ကန်မှုမရှိတဲ့ဓာတ်ပုံဟောင်းတွေကိုအသုံးပြုပြီးသတင်းတုသတင်းမှားတွေကိုတရားမဝင်ပြည်ဖြတ်မီဒီယာတွေကလှုပ်ကြံဖန်တီးရေးသားခြင်းတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မိဘပြည်သူများရှင်နိုင်ငံတော်ဆိုရနဲ့တပ်မတော်ပါဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတုသတင်းမှားများကိုရည်ရွယ်ချက်ရှိလုံခြုံရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။